ပြောနေတယ်မင်းတို့ဒါကပြီးတော့ပတ်စံယူတော့မင်းတို့စီဆုံးမှယူတာမင်းတို့စက်ွက်ပဲဟယ်လိုပုဂ္ဂိုလ်လားဒီခါဟုတ်ဟိုရိုက်ခွင်းမှာမလို့နော်ဟုတ်ဒီနေ့မှပြန်ခေါ်လိုက်မယ်နော်မအားသေးဘူးနော်ဟုတ်ပြီရပြီပြတာတင်ကုန်ရမယ်ကစက်ွက်တော်တော်ရိုးလေးပါလက်အိုက်ကိုတီတူဝါအချင်းရောက်စရောက်ပဲနော်နလောပေါမသေစေရောလေရောအပွဲဘူးလူရောက်ချင်နော်ကဟုတ်လားနော်အချိန်လုံးကြတယ်ယနေ့ရိုက်ကုန်ရိုက်ပါအောင်ရိုက်ရမှာဟုတ်လားဟယ်လိုမောင်လားရေဘူးပြန်ရေဘူးပါလေဟောတိတဲ့အတိုင်းပဲလေဒီမှာမအားသေးဘူးရှိသေးမှာဟုတ်ပါနော်ဝင်းစားပြီးစိတ်မရိုက်အဲ့မရင်းနေကြမှာပြန်ခေါ်လိုက်မယ်နော်အဲ့မဘယ်တာရပြီဒီစီဘီဘရိတ်ကြတော့ဘာပဲရုပ်ရအစီရမယ်နော်အစီโอเคရိုက်ကဘာဖြစ်လို့လဲဆရာစင်ပြေဘူးလားဟုတ်တယ်မပြေဘူးအဲ့ဖုန်းနဲ့တကွမ်းကွမ်းလာဒီမှာတော့ကြောက်ကပဲချင်းသွားရက်ဟမ်ရွှေတင်မရိုက်တော့ဘူးအဲ့ဖုန်းပဲသွားပြောလိုက်တော့ဟုတ်လားရွှေတင်ဘရိတ်ရိုက်တော့မယ်ရတယ်လေမရိုက်လဲကိစ္စမရှိဘူးရှင်လည်းနာမည်ကြီးတာရတယောက်ပဲကျွန်မလည်းနာမည်ကြီးမင်းသမီးတယောက်ပဲဟိုမရိုက်ဘူးရပြန်လိုက်တော့မရိုက်ဘူးပြန်လိုက်တော့သိလိုက်ရတယ်ကိစ္စမရှိဘူးပရိုဂျူဆာကြားလားပြောသွားကြားလားနော်အကယ်ဒမီလဲရောက်သွားလေသံပြောင်းသွားလားခင်ဗျားလည်းနှုတ်ခေါ်မရိုက်နဲ့ကျွန်တော်မရိုက်တော့ဘူးကြားတယောက်ချင်းမယ်စရိုင်းတာကြီးဘယ်လိုလုပ်ရတာလဲခင်ဗျာဆိုမြင်တဲ့အတိုင်းပဲလေမင်းတို့ကကားရိုက်နေမင်းကားရိုက်တဲ့စီအာယုံမရောက်ဘူးဖုံးမဲ့တကောင်ကဆက်တယ်အဖုံးဆက်လို့ရှိရင်အိမ်ပြန်လိုက်တော့မရိုက်တော့ကျွန်တော်ရှင်းပြောတာရှင်းလေးပဲလေဟုတ်တယ်မရှင်းတယ်မရိုက်တော့ဘူးအဲ့ဒါဆိုကျွန်တော်ဘယ်လိုဆက်လုပ်ရမှာလဲဟောဆက်လုပ်ရမယ်ခင်ဗျားကုန်ကြသွားပတ်စံနေအားလုံးကျွန်တော်ပြန်ရောပေးမယ်ကျွန်တော်မင်းသမီးအစ်စ်တင်မယ်လေဒါမှဒိုင်တာမိုးကြီးနံပါတ်1လုံးနဲ့နေတာနော်မင်းသမီးအစ်စ်တင်တာအများကြီးပဲမင်းသမီးအစ်စ်တင်ရိုက်ပြီသူလည်းလုံးဝမရိုက်တော့ဘူးကောင်းပြီလေအဲ့ဒါဆိုကျွန်တော်စောင့်ကြည့်လိုက်ပါစောင့်ကြည့်လိုက်လို့စိန်ခေါ်တာကြိုက်တယ်စောင့်ကြည့်လိုက်โอเคစောင့်ကြည့်လိုက်မယ်အပူနဲ့တော့ခင်ဗျားပတ်စံပြန်ရောပေးမယ်โอเคဟုတ်လားကျွန်တော်ဒီတရုပ်ဆောင်တာတကယ်ဝါသနာပါတယ်နော်တကယ်ဝါသနာဆရာခိုင်းရင်လုံးမှာနော်ကိုလုံးလုံးပါပေါ့ဆိုင်အဲ့ဒါဆိုရင်အခုဆိုဟိုဒီလေးဆိုတွေ့ရနော်တချင်းမင်းသားနဲ့မင်းကြီးနဲ့အဲ့တချင်းလေးကိုကင်မရာတက်ဆိုင်နဲ့သိဆောင်ပေးလို့ရပါရပါပေါ့ဆိုင်အခုโอเคဟိုစူးစမ်းကြည့်နော်โอเคစမ်းကြည့်မယ်ပါလို့မယ်အဲ့မရှိမတော့အရှိပါရဟိုတော့တချင်းဖွင့်မယ်ကင်မရာအစင်တယ်လို့တာ